အမေစုမှာအတွေ့အကြုံရတဲ့တက်တီရလည်းအရင်များတယ်မြန်မာနိုင်ငံမှာအမေစုလိုအတွေ့အကြုံရတဲ့တက်တီကိုလည်းအမေစုကိုရှင်းနိုင်တယ်လို့မရှိဘူးနောက်တစ်ခုကဘာလဲဆိုတော့တီလသမ္မာရိယရတဲ့တက်တီအဲ့တော့အမေစုတီလဲပဲရိုးရှင်းတယ်နော်အဲ့တော့ဘယ်ဟိုဟာဒီဟာတွေအကုန်လုံးပရိယေတွေနဲ့ဝေးကွိုက်ပြီးတော့မှလိန်တယ်လှည့်ပြပြီးဖုံးကွယ်တာတခုမှမရှိဘူးနော်လုံးမလို့ရှိရင်ရှိမရှိကြိုက်ဘူးဒါတကယ်ပြောတာဒါကြောင့်မလို့နော်တီလရှိလို့တတ်တည်ရှိတယ်လိန်လဲနေတဲ့လူဖုံးကွယ်ထားတဲ့လူကတတ်တည်မရှိဘူးဒါကြောင့်အမေစုတီလဲနော်တတ်တည်သုံးခုလုံးနဲ့ပြည့်စုံတယ်ဒါကြောင့်မလို့အမေစုကလည်းအင်တာဗျူးမကြောက်ဘူးဘယ်မီဒီယာမှမကြောက်ဘူးနော်မိကုန်းကိုတေချာနားထောင်တော့ဖြေပလိုက်တာအဲ့ဒီတော့ဒေါက်တာဆာဆာလည်းသူငယ်သေးတယ်နော်ဒီလူကလည်းဘယ်လိုဖြစ်လဲဆိုတော့နံပါတ်1မွေးရပါတတ်တည်ကောင်းတယ်သူ့ကိုကြည့်လိုက်မွေးရပါတတ်တည်ကောင်းသူလောကမီဒီယာမကြောက်ဘူးဘာမှမကြောက်ဘူးနော်ဒီတတ်တည်တစ်ခုနဲ့မောင်းနေလာတာတတ်တည်နဲ့ဇွဲနဲ့စူးစမ်းအားထုတ်မှုနဲ့သူကမောင်းနေလာပြီးတော့မှတကယ်ကိုညီမနိုင်ငံအစင်းစုရွာလေးကနေပြီးတော့ပြည်တင်တော်ဝန်နှန်းတွေရောက်သွားအဲ့တော့သူကလည်းမွေးရပါတတ်တည်ကောင်းတယ်ဒေါက်တာဆာဆာနောက်တစ်ခုကအတွေ့အကြုံရတဲ့တတ်တည်အတွေ့အကြုံကရတဲ့တတ်တည်မှာအသက်ငယ်သေးလို့အမေစုကအတွေ့အကြုံမများသေးဘူးနော်နိုင်ငံရေးအတွေ့အကြုံလည်းအရင်မများသေးဘူးသို့တော့သူ့ရဲ့လူငယ်ဘဝဖြတ်တန်းခဲ့တဲ့အတွေ့အကြုံကအရင်များတယ်နော်အခက်ခဲတွေကြော်ဖြတ်ခဲ့တာတွေနော်စိတ်ဆင်းရဲစရာတွေစိတ်တက်ကြစရာတွေနော်အဲ့လိုမျိုးပေါ့နော်ရန်သူတွေအကုန်လုံးကိုသူကကြော်ဖြတ်လာခဲ့တဲ့အခါမှာအသက်ငယ်သေးပေမဲ့နော်နိုင်ငံရေးအတွေ့အကြုံကနည်းပေမဲ့သူ့အသက်အတိုင်းတာနဲ့သူဖြတ်တန်းခဲ့တဲ့အတွေ့အကြုံများတယ်နော်များတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အတွေ့အကြုံကရတဲ့တတ်တည်ရတယ်ဒေါက်တာဆာဆာမှာအထက်ရရှိတယ်နောက်ဆုံးကတော့ခုနကတီလသမารိယရတဲ့တတ်တည်ပဲရိုးသားမှုရဲ့တတ်တည်ပဲအဲ့တော့သူကရိုးတယ်နော်ရိုးတဲ့အခါကျတော့ရိုးတယ်ပွင့်လင်းတယ်ဘာမှလိန်လဲဟွက်ပြားတာမရှိတော့သူကတတ်တည်ကောင်းဒါကြောင့်ဒီတတ်တည်၃မျိုးလုံးကိုလည်းဒေါက်တာဆာဆာပိုင်ဆိုင်ထားတယ်ဒါကြောင့်မလို့သူ့ရဲ့အင်တာဗျူးတွေပေါ့အင်တာဗျူး2ခု3ခုရှိပြီကျွန်တော်ကြည့်တာအင်တာဗျူး2ခု3ခုလုံးဒီအရန်ကိုရိုးရှင်းတယ်ပွင့်လင်းတယ်ပြတ်သားတယ်နော်ဒါကြောင့်သူရမ်းကြိုက်တယ်သူကတကယ်နိုင်ငံရေးသမားစစ်ပဲနော်နိုင်ငံရေးသမားစစ်ပဲတတ်တည်လည်းရှိတယ်နော်လုံးဝဝိဝိုက်နေမှာမဟုတ်နော်ဝိဝိုက်နေမှာမဟုတ်အဲ့တော့နောက်တစ်ခုကဇွဲကောင်းတယ်အင်ပတန်ဇွဲနဲ့နဘဲနဲ့စူးစမ်းပြီးဒီနေရာကိုတက်လာတာလေနော်အဲ့တော့သူကအချိန်ချင်းစူးစမ်းမှာပဲတစ်ခါမရနှစ်ခါ3ခါမရ4ခါတော့နားပူအောင်ပြောမှာဟုတ်မနော်အဲ့တော့ကုလသမဂ္ဂမှာရှိတဲ့နိုင်ငံတကာကိုယ်စားလှယ်တွေကတော့နားပူမှာသားတာသူကတစ်ခုခုပြောမှာဒီဟာမရဟိုဟာနဲ့တော့အဲ့ကြောင့်သူ့ကိုယုံကြည်ပါနော်ယုံကြည်နော်ကျွန်တော်သဘောကျနော်နိုင်ငံရေးသမားစစ်တယ်ရိုးရှင်းနဲ့ပြတ်သားတယ်ကိုပိုင်ခံယူချက်ရှိတယ်နော်အမြင်ကျယ်တယ်နော်ဒါကြောင့်မလို့ယုံကြည်ပါသူနော်အဲ့တော့ကျွန်တော်ကတော့တော်တော်ကြိုက်တယ်အဲ့တော့ international platform နဲ့ပတ်သက်ပြီးတော့မပူနဲ့နော်တကယ်ဆိုရင်ကျွန်တော်တို့ကအာဆီယံရိုက်ချရတယ်သူရိုက်ချလိုက်တာပထမအင်ဒိုနီးရှားကနေပြီးတော့မှထိုင်းမှာလာပြီးဆွေးနွေးတဲ့ကိစ္စစင်ကာပူကနိုင်ငံခြားရေးဝန်ကြီးတို့ဆွေးနွေးပြီးတော့မြန်မာအေးကသူတို့ကိစ္စပဲဖြစ်တယ်စီးပွားရေးကိစ္စအရေးကြီးတဲ့နိုင်ငံရေးကတို့တဲ့အရေးမကြီးဘူးဘာညာအတန်ထွက်တော့နောက်နှစ်သူရိုက်ချလိုက်တာစင်ကာပူဒေသပြောင်းသွားတာပဲနော်သူဘယ်ခလုတ်ကိုနှိပ်ရမလဲဆိုတော့ဒီကောင်သိတယ်နော်အဲ့ကြတော့ဒီကောင်တော်ဖြစ်သွားပြီ sorry တော်တာစသိတယ်အဲ့ကြတော့ဘာလဲဆိုလို့ရှိရင်သူကအရန်ထက်တယ်နော်အဲ့လိုဖြစ်တဲ့အတွက်နော်အဲ့ဒါကံကောင်းသွားတာကျွန်တော်အဲ့ပွဲဥကျိုးကသွားပြီနော်အဲ့ဒီအင်ဒိုနီးရှားကလာတဲ့ဥစ္စာနဲ့စင်ကာပူကဝန်ကြီးချုပ်တို့ဥကျိုးသွားအဲ့တော့သူအာဆီယံကိုအမေရိကန်ကနေခလုတ်နှိပ်လိုက်တယ်အာဆီယံလိနံပြောင်းထွက်သွားတယ်အခုတော့ကျွန်တော်တို့ကဒီ international မှာတန်တမန်ရေးရမှာကျွန်တော်တို့ကအပေါ်စီးရပါပြီကျန်တာကတော့တရုတ်နဲ့ရုရှားကိုရဖို့အတွက်သူစူးစမ်းနေပြီကျွန်တော်သိတယ်နော်တရုတ်နဲ့ရုရှားကိုသူရဖို့စူးစမ်းနေခုတရုတ်တော်မှဒေတာပြောင်းလာပြီနော်အဲ့တော့အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ဒါကတော့တစ်ဖက်ကဒေါ်လာစသားစူးစမ်းမှုရှိလို့တစ်ဖက်ကလည်း generation ဆက်စူးစမ်းမှုတွေဖြစ်တယ်အဲ့ဒီခါကျတော့ international platform ကိုလုံးဝယုံကြည်ပါနောက်ဒုတိယပြည်တွင်းမှာရှိတဲ့ platform 3ခုရှိတယ်အဲ့ဒီ3ခုတွေက CRPH platform တွေနော်အစတော့နှီးရလို့ထင်ရမယ်အခုအရင်တွက်တယ်နော်အရင်တွက်တယ်အခု CRPH ကနော်ဒါအခက်အခဲတွေအများကြီးနဲ့အလျိုးဝက်ပြီးတော့စူးစမ်းနေရပြီမဲ့ကျွန်တော်တို့ဒီအစိုးရ CRPH ဒီသူ့ရဲ့ခြေလှမ်းတွေကအရင်တွက်တယ်လောက်ဆရာရှိရကွက်လောက်နော်အဲ့ဒီအတွက်ကြောင့်ဒီ CRPH ကိုယုံကြည်ပါနော်ယုံကြည်ပါနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ CDM နဲ့ပတ်သက်ပြီးတော့ဆရာကြီးဇော်ဝေဆိုဥဆောင်နေတယ်နော်အဲ့တော့တကယ်ကိုတက်ကြွနဲ့
နော်ယုံယုံကြည်ကြည်နဲ့နော် CDN ကို तू ကဥဆောင်ပါဝင်လာသလိုနောက်ဆုံးတိုက်ပွဲအထိလဲစစ်ပြီးဥဆောင်တော့မှပြောယုံကြည်ပါကျန်တာကတော့ကျွန်တော်တို့ရဲ့ superstar generation Z နော်အဲ့တော့ generation Z ဒီလူငယ်တွေဖြစ်တယ်အင်အားတွေရှိတယ်တက်ကြွတယ်ဤပညာတွေတာတယ်တတ်သိရှိတယ်နော်အဲ့တော့အခါကြောင့်ဒါကြောင့်လဲ generation Z ကြောင့်ဒီနေ့အောင်မြင်မှုတွေအများစုက generation Z ကြောင့်ဖြစ်တာမြန်မာနိုင်ငံကိုကဘာကြီးကတိသွားတာမြန်မာတွေကငိုတံကိုကဘာကြီးကကြားသွားတာ generation Z တော့ဖြစ်တာ CDN တွေလုံရဲကန်ရဲဖို့တတ်သိရှိလာတာ generation Z တော့ဖြစ်တာနော်အဲ့ဒီခါကျတော့ဆရာပြေးကိုမဖက်ရလဲ generation Z ကြောင့်ဖြစ်တာနော်အဲ့တော့ကျွန်တော်တို့ဒီတားသမီးတွေပေါ့နော်ဒီလူငယ်တွေကတကယ်ကိုပေါ့နော်ကျွန်တော်တို့ကနောက်ဆန်တင်းစရာမလိုတော့ဘူးအနာဂတ်တဲ့နောက်ဆန်တင်းစရာမလိုတော့ဘူးနော်ဒီ generation Z ထဲမှာဒေါက်တာဆာဆာလိုထက်ထက်မြက်မြက်နဲ့ပုံမလွန်းလင်းပြက်ပြက်သားသားနော်ယူဆရှိတဲ့လူတွေကဘယ်နဲ့အောင်ရှိနေလဲမသိဘူးအဲ့ကျွန်တော်တို့အတွက်ကအဲ့ပူစရာမလိုတော့ဘူးအနာဂတ်တဲ့ပူစရာအဲ့တော့ generation အဲ့တော့ကျွန်တော်တို့ရဲ့ဒီစာနာပြတဲ့လမ်းကြောင်းမှာ generation Z ရဲ့နော်ကျွန်တော်အကိုကြီးဒါမင်းကိုနိုင်ရဲ့เนาะအကုန်လုံးပူတက်ပြီးလှုပ်ရှားနေတဲ့အခါမှာကျွန်တော်ဒီ platform လုံးမှာအားတာနေအဲ့တော့ကျွန်တော်ပြောချင်တာကနော်ကျွန်တော်ပြောချင်တာကကျွန်တော်ကဒီအဲ့တော့နိုင်ငံဒီကျွန်တော်ဒီပြဒီမိုကရေစီလိုချင်တဲ့လောကထဲမှာနှစ်ပိုင်းပဲခွဲလိုက်မယ်တစ်ပိုင်းကဘာလဲဆိုတော့ဥဆောင်နေတဲ့နိုင်ငံရေးသမားတွေနောက်တစ်ပိုင်းကဘာလဲဆိုတော့ကြတော့နောက်ကလိုက်တဲ့ဒီမိုကရေစီချစ်မြတ်နိုးသူတွေပြောမှဆိုရင်အမှန်တရားကိုချစ်တယ်ဒီမိုကရေစီကိုချစ်တယ်ဆီယနာရှင်ကိုမုန်းတယ်အမေစုကိုချစ်တယ်ဟုတ်လားအဲ့ဒီလူဒန်းစားရှိတယ်အဲ့တော့နှစ်တန်းပဲခွဲမယ်တစ်ခုကဥဆောင်သူတစ်ခုကနောက်ကလိုက်ပြီးတော့ပံ့ပိုးသူနှစ်ပိုင်းပဲရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကလက်ရှိအတိုင်းတာမှာချုပ်ထွေးနေ online ပေါ်မှာအတုတွေရောအစ်စ်တွေရောသူ့ဘက်ကထုတ်တဲ့အတုကိုယ့်ဘက်ကထုတ်တဲ့အတုအများကြီးပဲဒီကြားထဲကနိုင်ငံရေးပညာရှင်တွေကပြောတဲ့ဟိုစကားဒီစကားတွေအတွေးခေါ်တွေရိုက်သွင်းတာတွေဟလားနည်းနည်းလေးအခြေအနေကောင်းလာလို့ဖြာခင်းခြင်းတဲ့ဟာတွေကအများကြီးပဲရှိတယ်เนาะအများကြီးရှိအဲ့တော့ကျွန်တော်ကပြောချင်တာကဟုတ်ပြီအများကြီးနားမရောက်နဲ့ဟုတ်ပြီเนาะအဲ့တော့နိုင်ငံရေးသမားတွေရောတည်တယ်ပြတ်တော့နိုင်ငံရေးသမားတွေကြိုက်တဲ့လောက်လားကြိုက်တဲ့လောက်အတွေးခေါ်တဲ့ယူဆတွေချက်တွေလားသူကအရေးကြီးတာပဲကောင်းနေတယ်လားပြဿနာမရှိဘူးဒါနိုင်ငံရေးသမားတယောက်ရဲ့เนาะနိုင်ငံရေးသမားတယောက်အဓိကပညာသည် principal contradiction ဆိုတာအဓိကပြဿနာရဲ့အရင်အမြစ်ကိုရှာတာနိုင်ငံရေးသမားရဲ့ပညာပဲเนาะနိုင်ငံရေးသမားဘွဲရချင်မှရမယ်လူတော့ကောင်းနားလဲเนาะနိုင်ငံရေးသမားဆိုတာလူကစားတဲ့ပညာနိုင်ငံရေးပညာဆိုတာလူကိုကစားတဲ့ပညာစီးပွားရေးပညာဆိုတော့ငွေကိုကစားတဲ့ပညာဟုတ်ပြီเนาะအဲ့တော့နိုင်ငံရေးသမားကတော့ပြဿနာမရှိဘူးဒါအင်တာဗျူးအရှိကြီးနားထောင်လဲရတယ်ပညာရှင်တယောက်ကတခါလေစကလုံးတွေအများကြီးစာမျက်နှာတွေအများကြီးဖတ်လဲပြင်းအောင်သူကနားထောင်လဲအဲ့ဒါအရေးကြီးတဲ့တစ်ချက်တစ်ချက်ကွတ်ဆိုသူကဆွဲထားပြီးသားပဲဒီလူ300လား300လားတန်းသိပြီးသားเนาะအဲ့တော့နိုင်ငံရေးသမားတွေအတွက်ကရှင်းတယ်ဒါလောက်ပဲပလူပြန်နေတဲ့ဥစ္စာကြီးလာပြဿနာမရှိဘူးဒါပြည်သူတွေတက်တော့ဒါတွေကပြဿနာရှိတယ်အဲ့တော့ပြည်သူတွေကြောင့်သူတို့နားမလည်နိုင်ဘူးလေနားမလည်နိုင်ယူဟာဟိုအားမှားတယ်ဒီအားမှန်တယ်ဒီအားဘာဖြစ်တယ်အများကြီးလာလိမ့်မယ်เนาะအဲ့တော့ကျွန်တော်ပြောချင်တာအဲ့ဒါကြီးနားမထောင်နဲ့เนาะအဲ့တော့ခေါင်းဆောင်ဆိုတာဒါလုပ်လို့တခုပဲပြောတယ်ပညာရှင်ဆိုတာကြတော့ဒါလုပ်ရင်ဒါကောင်းတယ်ဟိုဟာလုပ်ရင်ဟိုကောင်းတယ်ဟိုဟာ4 5 6မျိုးပြောလိုက်ပညာရှင်ဆိုတာဆုံးဖြတ်ချက်ချရလို့မဟုတ်ဘူးဒီအောင်တောင်းယူတယ်လို့မဟုတ်ဘူးတော်ပြီပွားတယ်လို့เนาะအဲ့တော့ပညာရှင်တွေပြောတဲ့စကားဒီနောက်ကလိုက်တဲ့လူတွေမဆိုင်ဘူးခေါင်းဆောင်တဲ့လူတွေသူကလုပ်သွားတယ်ခေါင်းဆောင်တဲ့လူကနားလဲတယ်เนาะအဲ့တော့ခေါင်းဆောင်တွေဒီပညာရှင်ရဲ့စကားကိုနားထောင်တယ်ဒါပေမဲ့နားမရောက်ဘူးဟုတ်နော်စီးပွားရေးသမားလည်းဒီမှာစီးပွားရေးသမားကြီးရဲ့စီးပွားရေးအကြံပေးရဲ့စကားကိုပညာရှင်ရဲ့စကားကိုနားထောင်တယ်နားမရောက်ဘူးနားရောက်ရင်တထေးမဖြစ်ဘူးနော်ငကိုတဲ့ပညာရှင်ဆိုတာလည်းတတ္တိမရှိလို့ပညာရှင်လို့တတ္တိရှင်တထေးလို့တယ်စီးပွားရေးလောကမှာစီးပွားရေးအကြံပေးဆိုရလို့တတ္တိမရှိဘူးတတ္တိမရှိလို့အကြံပေးလို့တာတတ္တိရှိရင်စီးပွားရေးသမားလို့တယ်အဲ့လိုပဲနိုင်ငံရေးအကြံပေးဆိုရလို့လည်းတတ္တိမရှိလို့အကြံပေးလို့တာတတ္တိရှိရင်နိုင်ငံရေးသမားလို့တယ်နိုင်ငံရေးသမားဆိုတာဒီနေ့ညဝင်ကြီးကျုပ်နောက်တနေ့ထောင်ထဲမှာဒီနေ့ထောင်ထဲမှာနောက်နေ့ဝင်ကြီးကျုပ်အဲ့တော့စီးပွားရေးသမားဖြစ်နိုင်ငံရေးသမားဖြစ်တတ်တရှိမှလုပ်လို့ရတယ်အဲ့တော့ကျွန်တော်ပြောချင်တာတခြားမဟုတ်ဘူးပညာရှင်တွေဒီလဲရှုထောင့်မျိုးစုံကစဉ်းစားပေးနိုင်တဲ့အရေးချင်းရှိတယ်သို့တော်ပညာရှင်တွေရဲ့စကားဒီကျွန်တော်တို့ကနားထောင်ဖို့ပဲဖြစ်တယ်နားယောင်ဖို့မဟုတ်ဘူးဒါကိုကျွန်တော်တို့နိုင်ငံရေးသမားရဲ့သိကျွန်တော်ကနိုင်ငံရေးသမားနိုင်ငံရေးမလုပ်တဲ့နိုင်ငံရေးသမားနိုင်ငံရေးမလုပ်ဘူးနိုင်ငံရေးမှုနဲ့ထောင်ကြတယ်ထောင်ကြပြီးကြတဲ့ကကျွန်တော်နိုင်ငံရေးမလုပ်ဘူးအခုလည်းကျွန်တော်နိုင်ငံရေးကိုပင်စင်ယူထားတာတခါမှနိုင်ငံရေးမလုပ်ဖို့နဲ့ကျွန်တော်ပင်စင်ယူထားအခုကကျွန်တော်လောက်အားပေးဝင်တာ
နော်ကျွန်တော်နိုင်ငံရေးသမားတွေကကောင်းကောင်းနားလဲတယ်ပညာရှင်တွေဟောတာမျိုးစုံနဲ့ကြက်တော့ပွားနော်တွားကြုံတော့ပွား principal contradiction ဆိုတာအဓိကစကားဘာကြလဲဆိုတော့ဒီလူ300လား300လားကျွန်တော်သိတယ်အဲ့တော့စီးပွားရေးသမားဖြစ်စေနိုင်ငံရေးသမားဖြစ်စေတက်တိရှိတယ်လို့တာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ခေါင်းဆောင်ဆိုရလို့ကတခွန်းပဲပြောတယ်အများကြီးမပြောဘူးလည်းတခွန်းပဲယူတယ်အများကြီးနော်အဲ့တော့နောက်လိုက်တူလေကျွန်တော်ပြောမယ်ဘာမှမနာမထောင်နဲ့ဘသူပြောတာမှနားမထောင်နဲ့အဲ့ဟုတ်သိရမှာခေါင်းဆောင်4ယောက်ရှိတယ် international နဲ့ပတ်သက်လို့ရှိရင်ဒေါက်တာဆဆာ CDN နဲ့ပတ်သက်လို့ရှိရင်ဆရာကြီးဇော်ဝေဆိုးဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်လို့ရှိရင် generation နဲ့ကိုမင်းကိုနိုင်ကျွန်တော်ဒီကိစ္စတွေအားလုံးနဲ့ပတ်သက်ပြီးတော့မှကိုစားပြီးဥဆောင်မှုသွားသည်ကျွန်တော်အစိုးရ CRPH ဒီ၄ခုပဲအဲ့၄ခုကိုယုံကြည်အဲ့၄ခုရဲ့စကားကိုနားထောင်ဘာမှမသိကျင်နဲ့ဒီအချိန်ကကျွန်တော်ပြောချင်တာဒီအချိန်ကဆမ်မွေးဖြေတဲ့အချိန်စာကြည့်ရတဲ့အချိန်ပေါ့ဟုတ်တော့ဆမ်မွေးမတိုင်ခင်တော့နားလည်ကျင်တဲ့ subject တွေကိုနားလည်ကျင်တဲ့ subject တွေဆိုအဲ့နိုင်ငံရေးသမားရေးတဲ့ဆောင်းပါးတွေပွားထားတဲ့အကုန်လုံးခင်ဗျားနားထောင်လေးလားအခုကျန်ဆမ်မွေးဖြေနေပြီဆမ်မွေးဖြေနေတဲ့အချိန်မှာဟဟလားဒီပု္ပ္ပစာကဘာလို့ဆိုလို့တယ်လဲလို့မစင်စားလို့စာအုပ်ပြန်မလာကျင်တဲ့စာလည်းပြန်မကြက်ကျင်တော့အခုကျွန်တော်တို့ကဆမ်မွေးဖြေနေတာစာကြက်တဲ့အချိန်မဟုတ်ဘူးအဲ့တော့ဘာလုပ်ရမလဲခိုးချရမှာကူချရမှာနော်အဲ့တော့သူများတန်ဖုံးတီးသူများစန္ဒပြဟုတ်နော်သူများထောက်ခံကိုထောက်ခံအဲ့တော့ဒါပဲကျွန်တော်ဘာမလို့အဲ့တော့ဒီအချိန်ဒီနော်ဒီအချိန်ဒီကျွန်တော်ကဘာလို့ကျင့်ရမလဲဆိုလို့ရှိရင်ခရစ်ယာန်လို့ကျင့်ရမယ်နော်အဲ့တော့ဘယ်လိုကျင့်ရမလဲဆိုတော့ဒီအချိန်ဒီယုံကြည်မှုဒါအရေးကြီးဆုံးဖြစ်တယ်ဘာကိုယုံကြည်ရမလဲကျွန်တော်တို့ဒီအမှန်တရားကိုယုံကြည်ပါ၏နော်ဒီမိုကရေစီကိုယုံကြည်ပါ၏နော်ဒီမိုကရေစီတိုက်ပွဲတွင်ဥဆောင်နေသောကျွန်တော်တို့ဤခေါင်းဆောင်၄ဦးနော် international အတွက်ဒေါက်တာဆာဆာ CDN အတွက်ဆရာကြီးဇော်ဝေဆိုးဆန္ဒပြခြင်းအတွက် generation Z နဲ့ကိုမင်းကိုနိုင်နော်အစိုးရအတွက် CRPH ဒီကျွန်တော်တို့ဤခေါင်းဆောင်၄ဦးကိုယုံကြည်ပါ၏ကျွန်တော်တို့ဤအသွေးကျွန်တော်တို့ဤအသားကျွန်တော်တို့ဤအသက်ကျွန်တော်တို့ဤဘဝကိုဒီခေါင်းဆောင်၄ဦးတွင်ပုံအပ်ပါ၏နော်ကျွန်တော်တို့ဒီမိုကရေစီတိုက်ပွဲမအောင်မချင်းနော်ကျွန်တော်တို့ဤနော်အသွေးအသားအသက်နဲ့ဘဝကိုပေးဆက်ဖို့စန္ဒပြုပြီးဖြစ်ပါသည်အာမင်နော်အဲ့လိုဖြစ်ရမယ်နော်ဘာမှမသိကျင်တော့ဒီအချိန်ဒီယုံကြည်ရင်နိုင်ပြီနော်ဘာမှမလို့ကျွန်တော်တို့ကစိတ်ဓာတ်နဲ့ယုံကြည်မှုပဲလို့တယ်ငါတို့နိုင်ရမယ်ဒီလုပ်ငန်းကိုမပြီးမချင်းငါတို့လုပ်မယ်တည်ကြည်လုပ်မယ်ဖြစ်စေအာဏာရှင်စနစ်ကိုဘယ်တော့မှခေါင်းတော်မခံမှုဆိုတဲ့စိတ်ဓာတ်ရဲ့နော်ယုံကြည်ချက်ရဲ့ဒါပဲလို့တယ်ကျွန်တော်ဘာမှမလို့နိုင်ငံခြားအကူကြီးလည်းမလို့တကယ်ဘာဖြစ်လို့စစ်တပ်ကအခွန်ပဲရှိတယ်နော်အဲ့တော့ရက်ပြိုသွားမယ်ရက်ပြိုသွားပြီးရစစ်တပ်ကပြေးမယ်အဲ့ချိန်မှာလက်နက်ကိုင်ဖွဲ့စည်းကဒိုင်းလုံးမယ်ပြီးပြီဇလန်အခုကျွန်တော်တို့ကရက်ပြိုသွားပြီးတဲ့အချိန်မှာရိုင်သွားတဲ့အချိန်မှာတွန့်လှည့်ရမှာကျွန်တော်တိုက်ပွဲစတော့မယ်ကျွန်တော်ခန်းစစ်ကာလာကုံဆုံးတော့မယ်ကျွန်တော်ပြောပြီးခန်းစစ်ကာလာကုံဆုံးတော့မယ်တိုက်ပွဲစတော့မယ်ပြောတာအဲ့တော့ကျွန်တော်အခုကတိုက်ပွဲအတွက် end game ကိုကျွန်တော်တို့ကဒါပြင်ဆင်ရတော့မှာဘယ်လိုဖမ်းမယ်နော်အဲ့တော့တောက်တိုင်တွေကိုဘယ်လိုဖြိုမယ်ခေါင်းဆောင်တွေကိုဘယ်လိုဖမ်းမယ်2008ကိုဘယ်လိုဖျက်သိမ်းမယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမှုကိုဘယ်လိုအကျုံးဝင်အောင်လုပ်မယ်နော်ဒီတရားတွေရောက်သွားပြီဒီအဆင့်ကိုရောက်သွားကျွန်တော် final အဆင့်ကိုရောက်သွားပြီ final အဆင့်ကိုတက်တော့မှာကိုက semi final နော်အဲ့လိုအတိုင်းကိုရောက်သွားပြီလုံးဝယုံကြည်ဘာမှမစင်စားနဲ့ဘာတည်းမှနားမထောင်နဲ့ဘာမှမသိချင်နဲ့နော်ဒီကောင်းဆောင်လေးယောက်ပြောတာလုံးမှာဒါပဲကျွန်တော်ဘာမလို့နော်အဲ့အတွက်ကြောင့်နော်အောင်မြင်မယ်စစ်အာဏာရှင်လုံးဝကြာဆုံးနေအခုဆိုလို့ရှိရင်ဒါ generation Z ရဲ့နော်ကျွန်တော်ဒီလူငယ်တွေကအရန်တော်တယ်ဗျာတော်တယ်ဆိုတာတခုကိုလောက်ရတော့မယ်ဆိုလို့ရှိရင်တကဘာလုံးပြန့်သွားလို့ဒါသူတို့ email မဖတ်နိုင် message ကိုမဖတ်နိုင်တော့ Twitter တောက်လျှောက်သွားတဲ့ခါကျတော့အတန်တွေကချက်ချင်းပေါက်တဲ့ခါကျတော့အခုကဘာဖြစ်သွားဆိုတော့မြန်မာလူထုကိုတော့နော်ဘယ်လိုမှမြန်မာလူထုကတော့ဘယ်လုံးမှရှော့မှာမဟုတ်တော့ဘူးဆိုတော့သဘောပေါက်ပါပြီသဘောပေါက်အဲ့ဒါတရုတ်အစိုးရလည်းသဘောပေါက်ပါပြီအဲ့လိုသဘောပေါက်တဲ့အတွက်ကြောင့်တရုတ်အစိုးရတွေရတကယ်တည်ငြိမ်တဲ့သူ့အကျိုးစီးပွားရဖို့ဆိုလို့ရှိရင်နော်မြန်မာပြည်သူဘက်ကရက်ရမယ်ဆိုတော့သူသဘောပေါက်လာပြီနော်အဲ့ဒီအတွက်နော်ကျွန်တော်တို့ဒီပွဲကနိုင်ကိုနိုင်ပါ
နော် R2P မရလို့လည်းမမျောနဲ့ R2P ဝင်လာတော့စစ်ဆိုတာဖြစ်ပြီ R2P ဝင်လာလို့စစ်ဖြစ်ပြီဆိုတာနဲ့ကြည်စံမှန်မှန်ပဲနဲ့အလုံး1000သေးတယ်နော်ဖျားလို့သေးတယ် accident ဖြစ်လို့သေးတယ်ပြေးလို့လားလို့သေးတယ်ဟုတ်ပြီနော်အများကြီးပဲနော်အဲ့လိုဖြစ်တဲ့အတွက်နော်ဟို ICJ လို့မျောနော်ကျွန်တော်တို့ဒီ ICC ICJ နော်သွားမယ်မတရားတပ်ဖြတ်တဲ့ကိစ္စတွေအတွက်နော်လူသားမျိုးနွယ်တုံးအောင်လုပ်တဲ့အတွက်ကြောင့်ဒီလုပ်တဲ့လူသက်တရားခံတွေအကုန်လုံးရေးယူမယ်နော်အဲ့ဒါဖြစ်မှာကျိုးစင်တက်ရမှာလုပ်နေပြီနော်အဲ့တော့ဒါတော့ကျွန်တော်တို့ပြောတယ် R2P တွေကျန်တဲ့ဟာကျွန်တော်မပြောဘူးကျွန်တော်တို့အတိကအားကြီးတာအတိကအင်အားပြီးလုံးမှာပဲရှိတယ်နော်ပြည်တွင်းကရက်လိုက်တာနဲ့အကုန်လုံးဟာသူတို့အဆင်ပြေသွားပြီဖြစ်သွားမှာနော်အဲ့တော့အခုကဟိုမှာတုံလို့ဘာလို့နိုင်ငံတကာဘယ်သူမှမထောက်ခံနိုင်ငံကမထောက်ခံဘူးဘယ်ဌာနမှာဖွင့်လို့မရဘူးအောက်ခြေအုပ်ချုပ်ရေးဖွဲ့လည်းမဖွဲ့နိုင်ဘူးလမ်းတွေလည်းမဖွဲ့နိုင်ဘူးရဲလည်းပြေးပြီအဲ့ဘာသွားလို့နော်အဲ့တော့ဒီပွဲကကျွန်တော်ပြောပြီးပြီတစ်ဖက်မှာကျွန်တော်တို့ကမေတ္တာစေတနာအကျဉ်းနာတွေအေဂျင့်နဲ့အဖက်တစ်ဖက်မှာကလောဘဒေါသမောဟအပူမီအဖွဲ့အဲ့တော့ကျွန်တော်အပူနဲ့အေးတစ်ဖက်မှာကျွန်တော်တို့ဘက်မှာပညာတတ်တွေပဲရှိတယ်နော်ပညာတတ်နော်ရင်ကြီးရဲ့လူတွေပညာတတ်တဲ့လူတွေနော်အမှန်တရားကိုချစ်မြတ်လို့တဲ့လူတွေတစ်ဖက်မှာကျတော့အဲ့လိုမဟုတ်ဘူးဟာဖမ်းမယ်စီးမယ်တတ်မယ်ဖြတ်မယ်ဆိုတဲ့လူတွေနော်အဲ့တော့ကျွန်တော်တို့ကလူမိုက်နဲ့လူလိမ္မာနဲ့တိုက်ပွဲအပူနဲ့အေးနဲ့တိုက်ပွဲမေတ္တာတရားနဲ့ဒေါသလောဘဒေါသနဲ့တိုက်ပွဲဒီလိုတိုက်ပွဲဖြစ်နေတာကျွန်တော်တို့မနိုင်ရအကြောင်းမရှိဘူးเนาะအဲ့တော့သို့တော့ဒီအပြောင်းလဲရအရင်ကြီးတဲ့အတွက်ကြောင့်ဖတ်တာလေးတော့မရအားကြီးတယ်အားကြီးနဲ့ကျွန်တော်တွန်းရမှာအခုလည်းကျွန်တော်အားအကြီးနဲ့တွန်းနေတယ်ဒီကျွန်တော်တို့နိုင်ငံရဲ့ဒီဒေါ်လာကြီးကကဘာမှကိုအရင်ထုတ်ချတဲ့ဒေါ်လာကြီးတော့ဘာဖြစ်လို့လဲဆိုတော့တနိုင်ငံလုံးပါတာလူတန်းစားမျိုးပါဆင်းရဲတဲ့လူချမ်းသာတဲ့လူအတက်ပညာရှင်အကုန်လုံးပါတာအဲ့ဒီအသက်အရွယ်ဆိုလို့ရှိရင်ဒီကလေးကနေပြီးလူကြီးဒီအသက်80 80 90ဒီပါတာနော်ဒီတိုက်ပွဲကတကယ်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့တိုက်တဲ့တိုက်ပွဲတကယ်အံ့ဩဖို့ကောင်းတဲ့တိုက်ပွဲမနိုင်စရာအကြောင်းရှိဘူးအဲ့တော့ဘာလို့ပြင်ဆင်ထားမှာကျွန်တော်တိုက်တော့မယ်ကျွန်တော်တို့ကတိုက်စစ်ကိုသွားတော့မယ်အဲ့တော့တိုက်စစ်အတွက်ခင်ဗျားတို့ပြင်ဆင်ထားကျွန်တော်ခဏပြောတယ်ရန်ငါစီးပြရမယ်ဆိုအလကားပြောနေတာမဟုတ်ဘူးเนาะကိစ္စရှိလို့ပြောနေတာအဲ့တော့ရန်ငါစီးပြဆိုရန်သူမိတ်ဆွေခွဲခြားတတ်ရမယ်ရန်သူလိုဆက်ဆံမယ်မိတ်ဆွေလိုဆက်ဆံမယ်ဒါပဲဟုတ်နော်အဲ့တော့ရန်သူဖြစ်ရင်လုံးဝမညာနဲ့အခုကျွန်တော်တက်ရမယ်ချိန်ရောက်ပြီလုံးဝမညာနဲ့နော်မြားတို့ရဲ့အမုန်းတရားတွေအာဃာတတွေအတလုံး1962ကနေစပြီးခံလာခဲ့ရတဲ့အမုန်းတရားတွေအာဃာတတွေအကုန်လုံးကိုဒေါသအဖြစ်ခဲတာနော်ဒေါသအေးဆက်ဆက်ကြီးဖြစ်အောင်ခဲတာဒေါသကပူလို့ရှိရင်အာနိသင်နေတယ်ဒေါသဆိုအေးမှအာနိသင်ရှိတယ်နော်အဲ့တော့ဒေါသတွေကိုအေးခဲတာပြီးကျွန်တော်တိုက်ပြီးဆိုတဲ့အချိန်မှာအဲ့ဒေါသတွေကိုရက်ဆက်ခြင်းဖြစ်ပြောင်းလို့ရှိရင်အမုန်းကျိတ်တောက်တိုင်နေအကုန်အမုန်းကျိတ်နော်တောက်ရှိလို့ရှင်တန်းနေတာတောက်မရှိရင်ပြကြပါဟုတ်ပြီနော်အဲ့တောက်တိုင်ပဲအများကြီးလို့တရားတိုင်ခြူလိုက်တော့ရပါတယ်နော်အဲ့ဒီခါကျတော့အဲ့အတွက်တိုက်ပွဲဝင်ဖို့အတွက်ပြင်ဆင်ထားတော့ကျွန်တော်တို့ကမကြာခင်မှာတိုက်စစ်ကိုစရမယ်တိုက်စစ်ကိုစတဲ့အချိန်ပြလို့ရှင်တော့ရန်ငါစီးပြတ်စေတနာစရာလေးပါဟဲ့ဆိုတဲ့စကားတွေမလုပ်နဲ့နော်နောက်အနာဂတ်မြန်မာနိုင်ငံတော်မှာပေါင်းနေအမိုက်တွေမထားနဲ့နော်ကျွန်တော်တို့နိုင်ငံကတကယ့်ကို big change နော်အကြီးပြောင်းလဲမှာဒီဥစ္စာနိုင်တာဒီအကုန်နိုင်တာပဲနော်စီးပွားရေးပွင့်လန်းသွားမယ်မြန်မာဟိဆိုရ brand ကကဘာမှာတကယ်ကိုကြီးသွားမယ်နော်အဲ့တော့အခုလည်းအကုန်လုံးကပေါ့နော်တကယ့်ကိုပေါ့နော်မြန်မာတွေရဲ့တက်တိနော်မြန်မာတွေရဲ့ဇွဲနော်မြန်မာတွေရဲ့စိတ်ကူးညံနော်အကုန်လုံးကိုပေါ့နော်ဟိုအံ့ဩရင်တက်ရှူမော်ပြီးအံ့ဩနေရပြီနော်ကျွန်တော်နိုင်သွားတော့ပွဲသိမ်းပြီမြန်မာနိုင်ငံတကားထိုးတက်သွားပြီတော့အောင်မေတော့နော်အဲ့လိုရှိတယ်အဲ့တော့ကျွန်တော်တို့မြန်မာတွေကဒီ10နှစ်လောက်ပေါ့နော်9နှစ်10နှစ်10နှစ်အထူးသဖြင့်တော့အမေစုကာလာ9နှစ်အတွင်းမှာမြန်မာပြည်ရဲ့ပညာရေးရေချိန်အတိတရားရေချိန်အရင်ကိုမြင့်သွားပြီနိုင်ငံရေးရေချိန်အရင်မြင့်သွားပြီတကယ်ကိုမြင့်တာ volume အကြီးဖြစ်သွားတာအဲ့အတွက်ကြောင့်မြန်မာနိုင်ငံကနောက်ပြန်လှည့်ဖို့မရှိတော့ဘူးနော်ဒီစစ်အာဏာရှင်ကအပြုတ်တိုက်တာနဲ့ကျွန်တော်တို့အောင်မြင်သွားပြီနိုင်သွားပြီနော်နိုင်သွားပြီအဲ့တော့အခုကျွန်တော်တို့ပေါ့ဗျာစိတ်မကောင်းတနေ့အဲ့လိုကြားနေရတယ်လူတွေကစိတ်မလုံခြုံတကယ်တော့အမှန်စိတ်မလုံခြုံအမှန်
တနက်ကင်ပြီးတိုက်လို့ရှိရင်ပူတည်တယ်တကယ်ပူတည်တယ်နော်တနက်ကင်ပြီးတိုက်ရင်သူတနက်ကိုတနက်ဆိုလို့ဒီမှာကိုမတနာတော့ဘူးနော်အဲ့လိုဖြစ်တဲ့အတွက်အခုကျွန်တော်တို့ကသူကတနက်နဲ့ကိုကတနက်မရှိဘူးဆိုတာပြောတော့စိတ်အားဖြင့်တော့မလုံးကြုံဘူးနော်လုံးကြုံဘူးနေ့စဉ်နဲ့များကျွန်တော်တို့ကစိတ်ဖိစီးမှုတွေဖြစ်နေတယ်ဒါကြောင့်ဒါရုံမြင်မြင်အဆုံးသတ်ခြင်းတယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီအတွက်အဓိကအရေးကြီးဆုံးဒီဘယ်နည်းနဲ့မှကျွန်တော်လက်လျှော့လို့မရဘူးနံပါတ်1ဘယ်နည်းနဲ့မှလက်လျှော့လို့မရsorry နံပါတ်1ကျွန်တော်တို့ကလုံးဝနိုင်နေပြီပွဲသိမ်းတိုက်ပွဲကျန်တော့တယ်နံပါတ်2အဲ့အတွက်ဘာမှနားမထောင်နဲ့ငါတို့ဆရာနာရှင်ကိုခါတီးတီးမုန်းတဲ့စိတ်ဓာတ်ရဲ့ဒီတိုက်ပွဲကိုလုံးဝနိုင်ရမယ်နိုင်တဲ့ဒီတိုက်မယ်ဆိုတဲ့စိတ်ဓာတ်နော်နိုင်ကိုနိုင်မယ်ဆိုတဲ့ယုံကြည်မှုရဲ့ဒါပဲလို့လေအဲ့အတွက်ဒီခေါင်းဆောင်၄ဦးကိုတိတိကျကျနားထောင်ပြောတယ်ဆိုတာကျန်တဲ့ဘာစကားမှနားမထောင်နဲ့ရပြီနော်ရပြီအဲ့တော့ကျွန်တော်တို့ကတိုက်စစ်ဘက်ကိုပြောင်းတော့မယ်နော်အဲ့အတွက်ပြင်ဆင်ထားပါနော်အဲ့အတွက်ပြင်ဆင်ထားပါနော်တကယ်ကိုရန်ငါစီးပြတ်ပါသေးရန်ငါစီးပြတ်ပါသေးနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနိုင်တော့နော်အဲ့တော့လောလောဆယ်အခက်အခဲတွေရှိတယ်သူတို့ဘက်ကလည်းအတကုံရက်ဆက်တယ်ဒါကနောက်ဆုံးပွဲသိမ်းကန်နေဒီတိုင်းပဲနော်ပွဲသိမ်းကန်နေဒီတိုင်းပဲဒါတွေကိုကျွန်တော်တို့ကြုံရဒါကိုလည်းပဲကျွန်တော်တို့လူတွေကအရင်တက်ပြီးကောင်းတယ်ဟဲ့လားဒီနေ့ပြဿနာဖြစ်တယ်ဒီနေ့တိုက်ပွဲကြတယ်နောက်တနေ့လူတွေကထပ်ပြေးနေတယ်တခါလဲကိုလမ်းပြေကြီးလုပ်တယ်တကယ်ကိုအကုန်လုံးအောင်းနေရနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ရဲ့ဒီမိုကရေစီအင်အားစုတစ်ခုလုံးဒီလဲပဲနော်ဘယ်လိုမှလက်လျှော့မှာမဟုတ်ဘူးဆိုတာလုံးဝပေါ်လွင်နေပြီနော်ဒီတိုက်ပွဲဒီဘယ်လိုမှအမှန်တရားမပေါ်မချင်းဘယ်နည်းနဲ့မှအဆုံးသတ်လို့မရဘူးဒါသိသားနေပြီဒါကြောင့်လုံးဝနိုင်တယ်နော်အဲ့တော့ကျွန်တော်ပြောချင်တယ်ဒါရှည်သွားပြီကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ဒီလုံးဝနိုင်မယ်ဒီတိုက်ပွဲနိုင်ဖို့အတွက်နိုင်ငံတကာအကူအညီလည်းမလိုဘူးစိတ်တက်တစ်ခုပဲလိုတယ်စိတ်တက်နဲ့ယုံကြည်ချက်ပဲလိုတယ်နော်အဲ့တော့တိုက်ပွဲပြီးတဲ့အထိတိုက်မယ်ဆိုတဲ့စိတ်တက်ငါတို့ခေါင်းဆောင်၄ယောက်ရဲ့ဥဆောင်မှုကိုယုံကြည်ရဆိုတဲ့ယုံကြည်မှုရပြီအဲ့တော့အဆုံးသတ်မယ်နော်ဒီမိုစီတိုက်ပွဲလုံးဝနိုင်ရမယ်နော်အမေစုနဲ့တမတာကြီးကိုအမြန်ဆုံးပြန်လာမယ်နော်အမျိုးသားဒီမိုစီဖွဲ့ချုပ်ဆိုတာပြန်လာမယ်ရုပ်ကဝဲရလာအတီးဖြစ်မယ်ဖွဲ့စည်းအုပ်ချုပ်ဝန်စီကို2008ကိုဖျက်မယ်ဆီယနာရှင်ကိုအပြီးရုပ်သိမ်းမယ်နော်အဲ့ရောရန်ငါစီးပြတ်ဖို့အတွက်စိတ်တက်တွေကိုမာကြောအောင်ပြင်ထားမာကြောအောင်ပြင်ထားနော်ဒေါသတွေကိုအစ်ဆက်နေလို့ထားနော်အဲ့တော့မကြခင်မှာကျွန်တော်လက်စားချေမယ်နော်တနာစရာပါဆိုတဲ့စကားမလုပ်ဘူးဘယ်သူမှတနာစရာအကြောင်းရှိကိုယ်လည်းတနာလာမဟုတ်နော်အဲ့လိုမရှိရင်လုံးဝမရဘူးအဲ့တော့အားလုံးကျမ်းမာချမ်းသာကြပါစေအရေးတော်ပုံအောင်ရမည်